အေးပါဝယ်ခဲ့ပြီလာတော့ဆိုတဲ့ဟာပဲဝယ်ခဲ့ပြီမယ်နော်ဒါပဲဒီမလေးဟိုလေအကိုကိုလေကြံတွင်းမှာပတ်ဖို့အတွက်ရီဆိုကန်တဲ့နိုင်ပြမိန်းကလေးပါလေးဆက်တော့ပြပေးပါ အော်ဟုတ်ဒါမျိုးလေးရှိပါရဲ့ရှင် အဲ့ဒါကသူမကြိုက်လာဘူးတခြားဟာတွေရော အော်ဟုတ်ရှိရကိုဟုတ်ဒီအလေတွေကဟာလေးဆိုရင်ရော ဒီကာလာကြီးကသူကြိုက်မှာမဟုတ်ဘူး အော် တခြားတွေကဆက်ပြတ်ဟုတ်ပြတ် အော်ကာလာမကြိုက်ဘူးအော်ဟုတ်အဲ့ဆိုဟုတ်ဒီဘက်တောက်ဆုံးကဟာလေးရှိသေးရဲ့ကိုဟုတ်အလေးရော မဆိုးတော့မဆိုးနော်ဒါပေမဲ့ဈေးတော့နည်းနည်းကြီးရယ်နော်အကူလည်းအဲ့လိုကြီးမတက်နိုင်ဘူးဒီမှာလေနည်းနည်းလေးဈေးသက်သာတွေကပြပေးပါ ဒီတက်တာရဲ့က ဟုတ်မိမတွေကိုလက်ဆောင်ပေးဖို့စဉ်းစားရတာလေဟာဒီမှာနေပူတာတော့စိုးနေတယ်ချွေးပါပြ အကိုရဲ့တင်းကြံရသည်ဆိုတာအေးချမ်းမရသည်လေဘာလို့အဲ့လိုတောင်ပူလောင်နေရတာတော့အကိုရဲ့ဒီမှာကြည့်အကိုကိုအတာရီနဲ့ပဖြန်းလိုက်သလိုမျိုးအေးချမ်းသွားစီမယ်ချယ်ယူရဲ့ဂီကပ်လေးရှိရဲ့ဒီဂီကပ်ထဲမှာဆိုလို့ရှိရင်အကိုနိုင်တဲ့ဘာဆက်ကလေးနဲ့ဝယ်ပြီးတော့လက်ဆောင်ပေးလိုက်ရုံပဲအခုကောင်မလေးကဒီကက်ကလေးကိုရပြီဆိုတာနဲ့နီးစက်ရချယ်ယူရောင်းဆိုင်တိုင်းမှာသူစိတ်တင်နိုင်လေးကိုစိတ်ကြရွေးချယ်ဝယ်လို့ရတယ်အကိုကြီးပတ်စံမလောက်ဘူးဆိုလို့ရှိရင်လည်းသူ့ဘာသာသူထက်ဆက်ပြီးဝယ်လို့ရတယ်လေအကိုလည်းမျက်နှာရသူလည်းသူ့လိုချင်တဲ့နိုင်ရဘလောက်အေးချမ်းလိုက် ဒီမှာလေးကအစိုးရတွေအဲ့လိုပြောလိုက်ပြီးနေတယ်လို့ယူမယ်3မိနစ်တကယ်ထည့်ပြီဟုတ်ပြီ ဟုတ် ခုမှပဲရင်ထဲကအလုံးကြပြီးအေးချမ်းသွားတော့လေ ဒီမှာရပါပြီရှင် ဒီလိုနော်